ဘယ်လူကအကြိုက်ဆုံးတရုပ်ဆောင်တယောက်တုံးခရုအဲ့ဗမာမင်းလားမြန်မာနိုင်ငံမင်းလားတုံးခုလို့လမ်းမရဘူးမြန်မာနိုင်ငံမင်းသားတွေကကိုယ့်လောက်မှမချောတာကြီးဘယ်လိုလုပ်ရင်ခုံပါလို့မင်္ဂလာပါရှင်ကျမတို့ပျော်ရွှင်စရာတရုပ်ဆောင်ကဘာအစီအစဉ်လေးမှာအရင်အပတ်တွေနဲ့မတူတစ်ပတ်နဲ့တစ်ပတ်မထအောင်ပေါ့ရှင်ဒီအပတ်တော့အထူးစီစဉ်ထားပါတယ်ဒီအစီအစဉ်လေးကိုပံ့ပိုးကူညီတာကတော့အုံလုံးကျွတ်ကုမ္ပဏီရဖြစ်ပါတယ်အုံလုံးကျွတ်ကုမ္ပဏီကနေပြီးတော့ထုတ်လုပ်လိုက်တဲ့ပစ္စည်းကတော့ပြေးရှောင်ဆိုတဲ့ခေါင်းလျှော်ကြီးဖြစ်ပါတယ်ပြေးရှောင်ဆိုတော့ပြေးရှောင်ခေါင်းလျှော်ကြီးဖြစ်ပါတယ်အဲ့ဒီပြေးရှောင်ခေါင်းလျှော်ကြီးကိုကမ္ဘာအဆင့်ကြီးဂျပန်ပြည်ရလာတဲ့စက်တစ်ကြီးများနဲ့စီမံပေါ်ဆက်ထားတာဖြစ်ပါတယ်အဲ့ဒီပြေးရှောင်ခေါင်းလျှော်ကြီးထဲမှာတဘာဝပစ္စည်းများဖြစ်ကြတဲ့ငရဲမီးနဲ့အက်ဆစ်ကိုစတူရောပြီးတော့ဆက်ထားတဲ့အတွက်စံကေတာအတွက်အထူးပဲစိတ်ချရပါတယ်ရှင်ပြေးရှောင်ခေါင်းလျှော်ကြီးထုတ်ထဲမှာလဲကန်ဆန်းမဲလေးအကုန်လုံးထည့်ပေးထားပါတယ်ကန်ဆန်းမဲပထမစု30ဒုတိယစု10သိန်းတတိယစု5သိန်းအဲ့ဒီစုဝင်များကိုတော့ကုမ္ပဏီပိုင်ရှင်3,500စုပေါက်ချင်းထုတ်ပေးမှာဖြစ်ပါတယ်ချက်ချင်းကိုထုတ်ပေးမှာပါအဲ့တော့ဒီနေ့တရုတ်ဆောင်ကဘာမှာနော်ပျော်ရွှင်တာတရုတ်ဆောင်ပါလေးမှာပါဝင်ပြီးတော့ဝါသနာရှင်များဖြည့်ဆည်းပေးထားတဲ့ဝါသနာရှင်များနဲ့တူးချင်းမိတ်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီဘက်ကဖိုးသက်ကြဖြစ်ပါတယ်အဲ့ဒီဖိုးသက်မဆိုင်ဘူးဝင်မပြောနဲ့မောင်လေးနှခမ်းမွေးလေးဖားလာချထားတဲ့မောင်လေးကြွပါကျွန်တော်ရင်လုံးမောင်လေးကြွပါမောင်လေးနာမည်ရှယ်ရိုပါရှယ်ရိုတချို့ကလည်းလူကြီးလို့ခေါ်တယ်ဒါတော့မျက်စိကန်တဲ့လူတွေခေါ်မှာပေါ့အဲ့တော့မျက်စိကန်လက်ကားပြောတော့ပါအဲ့တော့မောင်လေးအကြိုက်ဆုံးတရုပ်ဆောင်တူးကိုပြောပြပါကွယ်ဟုတ်ကဲ့ကျွန်တော်တွန်းလေးသိန်းတော်ကျွန်တော်သဘောကျပါတွန်းလေးသိန်းတော်သဘောကျဆိုတတိယနဲ့ပေါ့ဟုတ်ကဲ့ပါတတိယလိုက်သွားပါလားဟုတ်ကဲ့ပါလိုက်သွားပါမယ်ကျေးဇူးတင်ဟုတ်လိုက်အဲ့ဒါကပြောတာပါအဲ့ဒါဆိုရင်အစိုးရနဲ့ဆိုတော့ရုပ်ရှင်မင်းသားဒရိုက်တာနော်ပြဆက်မင်းသားကျော်တွန်းလေးသိန်းတန်ရဲ့တေးတစ်ပုတ်နော်မောင်လေးအကြိုက်ဆုံးတေးတစ်ပုတ်ဆိုပြသူ့ရဲ့တစ်ချင်းလေးတစ်ပုတ်ကိုကျွန်တော်ဆိုပြမှာဖြစ်ပါတယ်ဗျာကျွန်တော်ဆိုပြမဲ့တေးကတော့အတိတရားညာတစ်ခုဆိုတဲ့တေးလေးတစ်ပုတ်ကိုဆိုပြမှာဖြစ်ပါတယ်မနှောက်ပါနဲ့ညီလေးရေဟုတ်ကဲ့ပါကျွန်တော်မနှောက်ပါဘူးဗျာမနှောက်နဲ့ဆိုမှပြည့်ဆိုပါကျောင်းလာကြတဲ့ everyday ပေါ့ခေါ်ရရွှန်းနဲ့ချမ်းမြေ့ကြပါစေလို့တွန်းနေအားနေရီးနေတာပဲဘလို့ဖြစ်နေလဲဆိုဟုတ်စီချာလေးနဲ့တွက်ဖက်ပြီးတော့ကျွန်တော်ဆိုပေးမှာဆိုပါဟုတ်စီချာပါရဲ့ဟောင်းလောင်းတဲ့အညာညာပေးပါတဲ့ရွာကြောင်းဟောပြင်းပြင်းနေဟောတတိယနေတဲ့တလေချင်းရဲ့ဟောတို့မြငငယ်ရုံလာဟောရောင်းဝင်လန်းစီလာနေလက်ချင်းရဲ့ရှက်တာပြေးလာလွှာလာတာတောင်းတက်လာကြတာမင်းနိုင်မမလားတော့ငါလေရိုးနေတယ်ကကြီးခဝဲခငယ်ကကြီးငါစလုံးမရတော့ပါဘူးမရတော့ကာကြီးခါဝဲလေကာကြီးခါဝဲအာတိဆိုမလို့လားဟုတ်ကဲ့ပါဗျာတော့ပါတယ်ကွယ်အဲ့တော့မောင်လေးအရန်သဘောကျပါတယ်ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်လည်းပြန်လို့ရပါပြီဟုတ်ကဲ့ပါငါတော့ကိုလေးသိန်းနဲ့ဖြစ်ကုန်ပြီတော်အဲ့တော့မောင်လေးအကောင်းဆုံးတရုပ်ဆောင်စုပေါ့နော်အဲ့ရပါစေလို့မမဆူတောင်းပေးပါတယ်ဟုတ်ကဲ့ပါဖေးတော်ဆုနာပြပါစေလို့ကျွန်တော်ဆူတောင်းပါတယ်ဗျာအဲ့မောင်လေးရပါစေဒီမှာရောင်အောင်သိမ့်လောက်တာပဲဒီကောင်လေးကအရန်ဆိုးတယ်ရောင်အောင်သိမ့်လောက်တာပဲဒီတခါဒီဘက်ကမောင်လေးဖြစ်ပါတယ်ကြပါရုပ်ကတော့တောကြီးကွက်နဲ့မြောင်းနဲ့စပ်ဖောက်တဲ့ရုပ်နဲ့တနာပါတယ်ဒီလိုပေါ့တငယ်နာမကုံရင်ဒီလိုပဲဖြစ်တတ်တာဒါနဲ့မောင်လေးနာမည်ဘေလူကဘေလူကကာကြီးခါတော်တော့ဒီကာကြီးခါဝေးကအာတိပြီးမှာမဟုတ်ဘူးနာမည်ကဘေလူကနော်အဲ့တော့သွေးထိုးဘာကုန်ရေလူဝဘေလူဝအဲ့ဒါသွေးထိုးဘာကုန်ဘေလေလာရေလူဝရေဝဝလူဝဟုတ်ပြီဘေလူဝအကြိုက်ဆုံးတရုပ်ဆောင်တယောက်
တုံခရုအဲ့ဗမာမင်းသားမြန်မာနိုင်ငံမြန်မာနိုင်ငံမင်းသား3ခုလို့လမ်းမရဘူးမြန်မာနိုင်ငံမင်းသားတွေကကိုယ့်လောက်မှမချောတာကြီးဘယ်လိုလုပ်ရင်ခုံပါတော့ဟုတ်တကယ်ချောတာကြည့်ပါဦးကြောင်တယ်လေမောချိုးပြစ်ခန္ဓာတွေဟုတ်ဗမာပြည်မင်းသားဆိုရင်ကိုနဲ့အရာမောင်းနဲ့အသားရရောတူတယ်လွင်မိုးလွင်မိုးနဲ့မောင်လေးရဲ့ခန္ဓာကိုယ်နဲ့လွင်တော့ရှော့တာဟုတ်ပါတယ်လေကြတဲ့ယုံမိုးသူမြေရှိုးကပြန်အဲ့တော့မောင်လေးလွင်မိုးရဲ့ပေါ့နော်အကြိုက်ဆုံးကြော်ညာတစ်ခုလောက်ပြုံးဆောင်ပြပါကွယ်အလီကြီးကြီးရဲ့ဝဲကြီးကြီးဘဲဆောင်ကြီးရဲ့တဲ့တဲ့ကြီးဖြတ်တော်ကြီးကန်းလာကြီးပလက်လိုက်ကြီးတဲ့တဲ့ကြီးအဲ့ဒီကြော်ညာကိုကျွန်တော်ကြိုက်ပါတယ်သူကြော်ညာတိုက်တာလေငါကားတိုက်တာကြာနေတာပဲပလို့ပလက်ကိုလမ်းနေတာကြိုက်တာပြောပြတာသဘောကျအရန်သဘောကျအကောင်းဆုံးတရုပ်ဆောင်စုရပါစေလို့မမမောင်လေးကိုပြိတ်တက်ကိုသာဆုတောင်းပေးတယ်ပေးရင်ဆုနဲ့ပြေပါစေလို့ဆုတောင်းပါအော်မောင်လေးကဝင်းလို့ဆိုတော့မမဝင်းလို့ငါဝင်းဖြစ်လိုက်တုံနေသိမ်းတာဖြစ်လိုက်ဘယ်လိုဖြစ်နေလဲမသိဘူးဟုတ်ကဲ့ဒီတခါမောင်လေးတော်တာမမမောင်လေးမမအဲ့လိုဘော်ဒီညမကြိုက်တာမောင်လေးနာမည်လွတ်တာလွတ်ထဲဆမ်းမမဟုတ်နာမည်လွတ်တာလွတ်ထဲဆမ်းမမဟုတ်လေမောင်လေးနာမည်လွတ်ထဲလိုက်ဆမ်းမလူရှင်းတော့လို့မဟုတ်ဘူးနင့်နာမည်ဩအဲ့ဒါပြောတာလားအမီနာမအမီနာမအဲ့လိုပြောတာသူတိမင်္ဂလာကဘယ်ပူကစုံငပိအင်းညောင်းလူပြလောက်တယ်မှာပို့ချပညာတာကျွန်တော်တို့မှမယိုးပလာနိုင်အောင်ဒီကိုကိုင်ငါလောက်တော့ခါမသိမေတို့မောင်အင်တာနေရှင်နယ်ငမော့